ရင်ခွင်အဝေးမှာဘဝတစ်ခုအတွက်ဖွေရှာရုန်းကန်ရင်ကစားလောင်နေတဲ့နှလုံးသားတည်တံကျွန်တော်လေးပြန်တန်းတာဒီလိုကတည်းရဲ့တရားထဲရင်ကျလို့နေပြီတွေ့ထင်ခဲ့လေအချင်နာမြေဝတာချောတည်တဲ့အလိုအဆုံးတော့ရာခြေလမ်းများရိုင်နေသွားမလားအမေစိတ်မပူပါနဲ့ဗျာဒီကဘာကြီးတဲ့လေပန်းလို့နေဝင်မှုချုပ်သွားတဲ့အခါအမေရင်ဝင်တဲ့ကိုအပြေးလန်းလို့လာမစီချိုပေးလေအိမ်ပြန်လာတဲ့နေ့တော့ရောက်မှကျွန်တော်ဟာအမေရဲ့သားပါကျေနိုင်လွန်းတဲ့ဘဝချူခွေတွေမှာလဲပြိုကြခဲ့ရင်ဆိုင်နိုင်ဖို့အမေရဲ့စကားသံကျွန်တော်လေးပြန်တန်းတာမနဲ့ပြန်တွေတိုင်းမြဲအဆုံးမဲ့ခရီးတွေစီလမ်းနိုင်ဖို့အတွက်ရင်မနဲ့ဆိုင်အားကိုမြင်တာအမေသာပေးစွမ်းနိုင်တာခြေလမ်းများရိုင်နေသွားမလားမေရဲ့စိတ်မပူပါနဲ့ဗျာဒီကဘာကြီးတဲ့လေပန်းလို့နေဝင်မှုချုပ်သွားတဲ့အခါအမေရင်ခွင်တဲ့ကိုအပြေးလန်းလို့လာမစီချိုပေးလေအိမ်ပြန်လာတဲ့နေ့တော့ရောက်မှကျွန်တော်ဟာအမေရဲ့သားပါအိမ်ပြန်လာတဲ့နေ့တော့ရောက်မှကျွန်တော်ဟာအမေရဲ့သားငယ်လေးနောက်ကြည့်လေဟိုရတော့တယ်နည်းနည်းတိတ်ကျင်းတဲ့နေရာလေးဖောက်လိုက်ရမရကြော်မရဟုတ်တယ်ဘိုက်နေတာထားရတော့မချင်နဲ့ထင်တာပဲ